လက်တင်လို့မေကိုပြီးလို့ရှင်ကန်ဆန်စီဖို့အတွက်တိုကျိုဘူတာကိုရောက်ပါပြီတန်းစီပြီးတော့ကိပူဝယ်လာမယ်ကိပူဂျပန်ရောက်တာ9နှစ်ရှိပြီရှင်ကန်ဆန်ပထမဆုံးစီးရမှာစတေးစက်ကီနဲ့ဂျီယူစက်ကီနဲ့ပတ်စံကွာဈေးကွာရပေါ့နော်ရှော့ခနိုင်အဲ့တော့京都へ行きたいですけど朝混んでるので自由席かもう B 席セパレートかどっちかなんですどっちがいいですか没也发展5万3200円キャッシュかかる5万5000円から好きな事件でも大丈夫です時間大丈夫ですよတယောက်တစ်ဆောင်ယူမယ်新干线ပလက်ဖောင်ပေါ်ရောက်ပါပြီ။ခေါင်းနံပါတ်မှာလို့ပြန်ပြောင်းပါပြီ။ပလက်ဖောင်နံပါတ်ဆက်ဆက်လာချင်းပလက်ဖောင်နံပါတ်မှာလို့ပြန်ပြောင်းပါပြီ။စလွဲပါပြီ။新干线ပေါ်ရောက်ပါပြီ။ဖြစ်နေရတယ်။ကြံပြနေဝပြီစီ။စမ်းပါနာပါလာမ။ရှာ။တွေ့ဘူး။လာတယ်ချီပါကြီး။နောက်ထပ်2မိနစ်ဆိုရတာထွက်ပြီ။ယေး6နိုင်40နှစ်တိုကျိုကနေစထွက်ပြီပေါ့နော်။ကျွန်မအခုကျိုတိုရရောက်ပြီပေါ့နော်ကျွန်တော်ရှိအိုးမိုက်ကစ်တိုဘူတာပဲပါပြီ8:30ကနေစီးရပါမယ်14ကားခင်းရင်တို့ကညာဘက်ကစီးရအခုညာဘက်ရောက်တိုကျိုတုံးကဘယ်ဘက်ကကျိုတိုကနေအီနာရီထိုင်းရှာဆိုလဲအဲ့ဟိုပါပေါ့နော်အီနာရီတိုင်တစ်ထောင်ကျောင်းကိုသွားပါမယ်လိုက်ခဲ့ကြပါအောင်